Hello အားလုံးပဲမင်္ဂလာပါ ENK Story မှာ Sakura channel မှာပြန်လည်ပြီးမှကြိုဆိုလိုက်ပါတယ်ဒီနေ့မှာပေါ့နော် Earthquake ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဆိုတော့ Sakura School Smile လေးဆိုပြမှာဖြစ်ပါတယ် video စခင်မှာ ENK Story မှာ Sakura channel လေးကို like subscribe နဲ့ video သစ်တိုင်းတည်းအောင်လို့ပြီးနာခေါင်းလို့ပဲနေခဲ့ပေးပါလို့တောင်းဆိုချင်ပါတယ် Yes sir let's go ခနာလာတဲ့ Aries အင်ဒိုကြီးမှာဆာရာလို့ခေါ်တဲ့မိန်းကလေးတယောက်ရှိတယ် သူကAlice အိမ်တော်ကြီးမှာလုံးဝအလုပ်ကြိုးစားတဲ့အတော်ဆုံးနဲ့ဟင်းချက်အကောင်ဆုံးအိမ်ပေါ်လေးတယောက်ဖြစ်တယ်တနေ့မှာသူကပဒင်းပေါက်တန်ရှင်းလုပ်နေနေဒီလိုပြောနေတယ်ဟဲ့ငါတနေ့ငါပဲဟင်းချက်ကိုရတယ်ပြောငါပဲအလုပ်လုပ်နေရတယ်အေးလေငါလည်းပဲဒီအိမ်တော်ဒီအိမ်ရဲ့ဘောနော်အတော်ဆုံးနဲ့တူဒီတော့အတော်ဆုံးဟင်းချက်သမားလေးဆိုတယ်လုပ်ပြရပေါ့အမသမီးလေတတိယမွေးကချက်ပြီးဆိုတော့အဲ့လေအစာပလိုက်တော့ပြီးလို့ရလားအေးတော့ပေးလိုက်မယ်နော်အခုလည်းမြင်တဲ့အတိုင်းပါပဲကျမဟင်းချက်တော့ကျမဘယ်တော့အခါမှဟင်းချက်မခံကိုယ်ခိုင်းတာတော့ပြီး permission တော့တောင်းရအောင်တထေဘောလို့တထေပဲမဝင်ကချက်ကျင်တဲ့ဆိုလို့လေအဲ့လေအဲ့ရွာပဲလေအိမ်တော်မှာလည်းပဲအဲ့လိုအပ်တဲ့ပစ္စည်းမရှိဘူးဆိုတော့လေအဲ့တမီမျိုးထဲမှာသွားရင်သွားပဲမလို့ပတ်စံငါ့ရဲ့အခန်းမှာသွားယူလိုက်ဟုတ်ကဲ့ရှင်သွားမယ်မျိုးထဲမှာခက်တာငါကမျိုးပြင်မှာနေရသူလုံးတက်ခဏဒီမှာပတ်စံလည်းရပြီဆိုတော့သွားမယ်ဒီတော့လိုက်အောင်မယ်နော်ညလေးပြောင်းလို့ဟုတ်ကဲ့ကားနဲ့တော့ကောင်ဟယ်လီကော်ပတာနဲ့တော့ပြင်မှာကိုတော်သေးရဲ့တတိယဟယ်လီကော်ပတာမောင်းနေတင်ပေးထားလို့မဟုတ်နဲ့ခပ်ပြီဟယ်လီကော်ပတာမောင်းလိုက်အောင်ဟယ်လီကော်ပတာဟိုတိုက်ပေါ်မှာလှုပ်ထားတယ်ထိုးထားရဲဆိုတော့အခုဒီနမ်းမှာမင်္ဂလာပါအမဟုတ်ကဲ့မင်္ဂလာပါဟွာလို့လေအေးလေးပဲလို့ပြီးတော့မွေးကားစားပြီးအချိုလေးတဲဖို့အေးလေးအဲ့ဒီချိန်မှာပဲကြီးမားရဲ့ငလိန်လောက်လာပါရဲ့အဲ့ဒီချိန်မှာကြီးမားလာရဲ့ငလိန်လို့ဘာမှမသိငလိန်ပြေးအမငလိန်အမလာခဲ့ငလိန်လောက်နေပြီလက်ပြစားမယ်ပြေးတထေးဘာဖြစ်မလဲမသိပြေးမယ်အမငလိန်ဘာလားပြေးအဲ့ချိန်မှာပဲဆာရာလည်းပဲပြေးနေအုံးနေရတဲ့ကောင်းတဲ့ဝင်တိုက်ပြီးမှအမြင်နေွားပြီးလဲကျသွားပါတော့အဲ့ချိန်မှာနောက်ထပ်ငလေးကထပ်လောက်လာတော့တစ်ဖက်ကတထေးကလည်းတိသွားပြီးမှအကုန်အစီကလေးအားလုံးခေါ်ပါတယ်အစီကလေးပြေးမယ်ဟုတ်လားငလေးဖြစ်တာလားဟုတ်တယ်လာခဲ့ထွက်ကြအမ
တော့ကြလွတ်တဲ့နေရာတော့အကြောင်းကြောင်းအကြောင်းလည်းခေါ်လို့ရအောင်ကြောင်ရင်လိုက်ရဲ့တော့ရမတော့မယ်ပြေးအိမ်ထဲကနေပြေးချတော့ကြပကြအိမ်လုံးပြိုချတယ်မလားတသေးလည်းပဲပြေးနေမြို့လေးရောက်လာပါအဲမြို့လေးမှာလည်းပဲဝရောင်းတော့ငါဖြစ်နေကြပြီပြေးရမအာဘာနဲ့ရောက်တယ်တော့မသိဘူးဆာရာဘယ်ရောက်နေရလဲအဲ့ဒီချိန်မှာပဲပြေးနဲ့ဆာရာမောက်လဲနေနေရောက်လာပါဟာဆာရာမဖြစ်ဘူးသူ့ဘာခေါ်ရမယ်တော့ကြငလေးနဲ့ပြီးတယ်ဦးမယ်ပြေးဟိုမဲဖုန်းကြီးကြောင်တော့ကြမယ်လာဒီမျိုးငယ်လေးရမှာအဲ့ဖုန်းကြီးကြောင်အမဆုံးပဲကလေးလေးဘာဖြစ်လဲသူ့မှာသူ့ဘာသွားတဲလို့ရသူကခိုင်ငယ်မမဆောက်ထားတာသွားမယ်တထဲဦးဆောင်တဲ့အဖွဲရလည်းပဲဖုန်းကြီးကြောင်သွားနေကြပါရဲ့လမ်းမှာပန်းချန်ထဲမှာငလေးလို့ပြေးနေတဲ့ကလေးကိုသူရတထဲကလေးတွေလာခဲ့သွားမယ်ဖျားဟုတ်ကဲ့အဲ့ဒီချိန်မှာကလေးတွေကိုဖုန်းကြီးကြောင်နဲ့ပို့လိုက်မှာသူကနောက်မှလိုက်လာခဲ့ပါတယ်ကလေးမကြောက်နဲ့တော့ငင်းလေးသူတနေအောင်ထားမယ်ဒီမှာပဲထားလိုက်မယ်တခြားသူတွေခေါ်ရအောင်မယ်ဒီမှာပဲရှိရလားဒီလောက်ပဲရှိရလားတခြားသူတွေတော့တိုက်ထဲမှာပဲမိနေတဲ့သူတွေကိုဘာလို့ရှိနေအောင်မဲတထဲအဲ့လိုပြောနေတော့မဲအဲ့ဒီမှာတိုက်ပြိုကြတဲ့အတန်းကိုကြားလိုက်ရပါတယ်ပြိုကြတဲ့အတန်းကြီးမှလားဘယ်နဲ့ရလဲမသိဘူးဟုတ်cherry top ကဆိုင်မပြိုစားခင်အဲ့ဆိုင်ထဲကသူတွေအလုံးငါခေါ်ရမယ်သမငါဘာလို့ဒီကိုရောက်နေရလဲပြီးတော့ဘာလို့ shrine နဲ့ကိုရောက်နေရလဲဖုန်ကြီးကျောင်းထဲမှာအမနိုးလာပြီလားနင်တို့လည်းငါတခါမှမမြင်ဘူးပါဘူးဦးလေးတယောက်အနဝဆိုင်ဝတ်ထားတဲ့သူကြီးတယောက်ကအမောက်ချီမှခေါ်လာကျွန်တော်လည်းပဲကဲထားတာဒါဆိုငါတသေးရနေမှာဒါဆိုအခုတူပါမလဲမြို့ရတိုင်းမှာကျန်ရှိနေတဲ့သူကိုကဲဖို့သွားတသေးနဲ့ဘာရှောင်းနေမှမသိဘူးငါတို့သွားခဲ့ရမယ်တော့ကျသူလည်းပဲငလင်းကြောက်ကဲနေတဲ့တခြားတဏှာမှာပိတ်နေတသေးဝကန်နေရဲ့ဆိုင်ကဖုံမုံနေကြတခါမီးပါထားလောက်မှာလေအကောင်လုံးကလည်းတစ်သားနဲ့စောက်ထားဆိုမီးလည်းပဲကုသေးပါအမလာအမြတ်တော့မယ်ကျမရဲ့ဘူဘစက်ခံလာတဲ့ဆိုင်လေးမပြတ်ထားခြင်းမပြတ်ထားခြင်းလို့မရအခုကအတက်ကိုပဲအယူဦးသားမှာတော့မယ်အဲ့ဒီချိန်မှာပဲမီးကတဖြည်းနဲ့ကြီးလာပြီးမှတသေးကိုလည်းဖုံမုံနေနဲ့လည်းပိတ်မိနေပါတော့လေအဲ့ဒီချိန်မှာပဲဆာရာရောက်လာပြီးမှမီးလောင်နေတဲ့ဆိုင်တဆိုင်တို့အတင်းပြေးပြီးလာပါတယ်ဟဲ့ဟိုဆိုင်ကမီးလောင်နေတာဘာဖြစ်နေရလဲမသိဘူးအထဲမှာတသေးဆာရာနိုးလာပြီလားတသေးကိုအခုကဲမယ်အရှိရလည်းမီးနဲ့ပိတ်နေရပါလေရပြီတသေးလာတော့မယ်ဒီဆိုင်မှာပြိုချက်ကကျမတို့သွားမယ်အမဘူဘဆန်လက်ကလာဆိုင်ကိုမထားခဲ့ချင်လို့မရဘူးအမရေအခုကအသက်ပေးရမယ့်အချိန်
ဟုတ်တယ်အမအခုချိန်ကစိုင်နေပါရဲ့မလို့လို့ကိုယ့်ရဲ့အတက်ကိုပဲဦးစားပေးရမှာအမရဲ့အမလာခဲ့လို့အမဒါဆိုလည်းပြရတထေးလေးပဲဆာရာမလို့မတီလို့ဆာရာအရင်မှမဆိုင်နေတယ်မခေါ်ထုတ်ပြီးပါလေအလီဆာရာရတော့အပြင်ရောက်သွားပြီcherry တော့မယ်Okay. ဆာရာနဲ့ cherry ကပြေးနေကြလို့တထေးလေးပဲသူလည်းပဲဆိုင်ပြေကိုထွက်မလို့တော့အဲ့ဒီအချိန်မှာပဲဆိုင်ကြီးကပြိုးကျသွားပါတော့ငလင်လည်းပဲငြိမ်သွားရောသူ့ရဲ့ဆရာအခုချိန်ဒီဗလာလေးလို့ဆာရာလည်းပဲစိတ်ပူမှာ cherry cafe ဘက်ကိုပြန်သွားပါတယ် cherry cafe ဘက်ကိုရောက်တော့သူရမ်းထိတ်လန့်သွားတယ်သူ့ရဲ့ဆရာအစောက်အုံနေကြမှာပြိနေရအောင်မြင်နေတော့သူလည်းပဲတက်နိုင်ကြလားဖဲ့ပြီးရပေါ့ဒါနဲ့အစောက်ဒါမှမင်းကလေးဖြစ်နေရတဲ့အစောက်ဦးရဲ့အုပ်တွေရတယ်ပဲမာလာရဲ့ပြီးတော့သူလည်းမမနေတယ်ဆိုတော့ဘေးနဲ့အကူညီတောင်းနေအကုန်လုံးပဲရောက်လာပြီမှာရဲတွေရောဆရာဝန်တွေရောတခြားသူတွေပါရောက်လာပြီမှာလာစစ်ပြီးတယ်ရဲတယောက်ကမိုးနဲ့တော့ကလူးမော်လူနင်းရစီရောအသက်ရှင်နေပါဆရာအသက်ရှင်နေအဲ့ဒါမှပြည့်ဥစ္စာလေဟုတ်တယ်အဲ့ပြည့်ဥစ္စာတွေသူချက်တော့ကိုပဲချီသွားတော့အထေးရောက်ခေါင်းကြောဘောင်းဖြစ်ဘူးအဲ့သူ့အခုကိုစိုးယူလာမဆွဲထုတ်ပြီးလိုက်မယ်ကျေးဇူးတင်ပါတယ်ညနေလောက်ရောက်တော့ဆရာကိုဆွဲထုတ်နိုင်ပါတယ်သူကအကောင်လုံးရဲ့ condition ငလင်ဘေးမှာအကောင်လုံးရဲ့ condition ဖြစ်သွားတာပေါ့ဒါ earthquake ဆိုရဲဇလန်လေးဖြစ်ပြီးမှဒါလေးရကြတော့မြန်မာငလင်အတွက်အခြေခံတာပဲဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြောချင်မယ်တတာ